ဒီနေ့မမကြီးကချင်းဆက်ခောက်ဆွဲလေးပြုတ်စားမှာပဲဖြစ်ပါတယ်ရှင်လိုက်ကြည့်လိုက်ကြပါအောင်နော်ဒါကတော့ခောက်ဆွဲပြုတ်တဲ့ထဲမှာပါဝင်ပစ္စည်းတွေပါရင်းနှီးပူပွက်စုလာရင်တော့ခောက်ဆွဲကြောက်လေးထည့်လိုက်တယ်နော်ခောက်ဆွဲကြောက်လေးနည်းနည်းဣသွားပြီဆိုရင်တော့ဝုံးမုံလုံးနဲ့ကြက်ဥချောင်းတွေကိုထည့်လိုက်ပါတယ်ပြီးရင်မုံညင်းဖြူရဲ့မုံညင်းစိမ်းရဲ့ကိုထည့်လိုက်ပါတယ်ရှင်မုံညင်းဖြူကပေါ့နော်နည်းနည်းအယူလေးတွေမာလို့ပေါ့နော်သူတို့နှမျိုးအရင်ဆုံးထည့်လိုက်ပါတယ်မုံညင်းဖြူယူလေးနည်းနည်းဣသွားပြီဆိုတော့မှကစွန်းရွက်လေးထည့်လိုက်တယ်နော်ပြီးရင်ချင်းဆက်ထုတ်ပါတဲ့ချင်းဆက်အမှုန့်လေးတွေပေါ့နော်ဖြူလိုက်ပါတယ်ရှင်ခောက်ဆွဲပြုတ်လေးရပြီဆိုရင်တော့ကြုတ်လေးတစ်လုံးဖောက်ထည့်လိုက်ပါတယ်ကျုပ်လေးပိုင်းပို့ပြီးတော့စိတ်နေပေါ့နော်စားရတာလေနောက်တစ်လုံးထပ်ထည့်လိုက်တယ်အဲ့ဒါကတော့ဟပ်ပွိုင်းလေးပေါ့နော်အနှစ်မကျက်တစ်ချက်လေးစားခြင်းလို့ထပ်ထည့်လိုက်တာပါအခုဆိုရင်တော့ခောက်ဆွဲပြုတ်လေးရပါပြီရှင်ထမင်းကတော့စားပြီးပြီပေါ့နော်အခုချိန်မှာဘိုက်နေနဲ့ထပ်စားလာတာနဲ့ခောက်ဆွဲချင်းဆက်လေးပေါ့နော်ထပြီးပြုတ်စားဖြစ်တာပါမမကြီးကချင်းဆက်ခောက်ဆွဲလေးကိုဘယ်လိုစားလဲဆိုလို့ရှိရင်တော့ပြပါမယ်ခောက်ဆွဲတော့ပေါ့နော်ငြူသီးစိမ့်လေးပပညှက်ထည့်ပြီးစားတတ်တယ်ငြူသီးစိမ့်မရှိတာနဲ့ငြူသီးမုတ်လေးရဲ့တမယာသီးလေးညှစ်ပြီးတော့ပေါ့နော်စားတယ်ပေါ့နော်အဲ့လိုမျိုးလေးလိုက်စားကြည့်နော်တကယ်စားလို့ကောင်းပါတယ်ရှင်ရှူရှူရှက်ရှက်လေးနဲ့အရန်စားကောင်းတော့လေးပါနော်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်